အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်90ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေထဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့ပြည်အောင်စုနေ့လို့အမည်ရတဲ့မှတ်တမ်းတိုလေးဖြစ်ပါတယ်ဖေဖော်ဝါရီလ12ရက်နေ့ကိုပြည်အောင်စုနေ့လို့ခေါ်တယ်နှစ်စဉ်မြို့ကြီးတစ်မြို့မှာပြပွဲပြိုင်ပွဲပျော်ပွဲရွှင်ပွဲတွေနဲ့အထူးကျင်းပလေးရှိတယ်ဒီနှစ်တော့မန္တလေးမြို့မှာအထူးကျင်းပလိမ့်မယ်ပြည်အောင်စုနေ့ဖြစ်ပေါ်လာပုံကတော့စစ်ကြီးအတွင်းဖက်စစ်ဂျပန်တွေကိုတော်လှန်ပြီးနောက်အင်္ဂလိပ်တွေပြန်လာပြီးအုပ်ချုပ်နေလို့ဗိုလ်ချုပ်အောင်ဆန်းကလွတ်လပ်ရေးတောင်းတယ်ကွစစ်ကြီးပြီးသွားပြီးတို့ပြည်တို့ပြန်ပေးပေါ့တို့ကတော့လွတ်လပ်ရေးမရမချင်းမအေးဘူးပဲအေးအိုင်တို့လည်းစစ်တိုက်ရလို့မောလာပါပြီအိမ်လဲလွမ်းလာပြီအိုင်တို့အစိုးရကိုယူလို့ပြောကြည့်ပါလားဒါနဲ့အင်္ဂလန်သွားပြီးအင်္ဂလိပ်ဆိုရထံကိုအရေးသွားဆိုတယ်ကွကျုပ်တို့ကိုလွတ်လပ်ရေးပေးတော့ဗျာအေးလေအမာတွေကိုတော့ပေးမယ်စိတ်ချဟာရဲဆိုးတဲ့လူတွေပါလားကက်တီးကက်သက်အမာပြည်မှာနေတဲ့တိုင်းရင်းသားများအားလုံးကဗမာတွေပဲပေါ့ဗျအမာတိုင်းရင်းသားတွေအားလုံးလွတ်လပ်ရေးလိုချင်နေပြီနိုးဘယ်ဟုတ်ရမလဲကွတောင်တန်းသားတွေကိစ္စကိုတမျိုးစဉ်းစားရမယ်မြန်မာပြည်သို့ပြန်ရောက်တော့ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာပြည်ပြန်လာပြီးရှမ်းပြည်နယ်ပင်လုံမြို့မှာလူမျိုးစုကိုယ်စားလှယ်အားလုံးကိုဖိတ်ကြားပြီးပြောပြပါတယ်။အင်္ဂလိပ်တွေကိုလည်းဖိတ်ခေါ်ထားတယ်။ဂျပန်ကိုမကြိုက်လို့တော်လန်တုံးကခင်များတို့လည်းဝိုင်းပြီးတော်လန်လို့အောင်မြင်တာပဲ။လွတ်လပ်ရေးကိုရရင်ခင်များတို့ရောကျွန်တော်တို့ရောအတူတကွလွတ်လပ်ရမှာပေါ့။ကျွန်တော်တို့တွေအတူတူလွတ်လပ်ပြီးအတူတူပေါင်းနေမယ်ဆိုရင်တိုင်းရင်းသားအားလုံးပါဝင်တဲ့မြန်မာနိုင်ငံကြီးဟာအင်အားရှိတဲ့နိုင်ငံတစ်ခုဖြစ်လာမှာပဲ။ဒါနဲ့သဘောပေါက်ကြပြီအမာတိုင်းရင်းသားအားလုံးဟာတပေါင်းတစည်းတည်းလွတ်လပ်ရေးလိုချင်တယ်ဆိုပြီးပင်လုံစာချုပ်ကို1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်မှတ်ရေးထိုးကြတယ်ကွဒီစာချုပ်ကိုအင်္ဂလန်ထံပို့လိုက်တော့အင်္ဂလိပ်အစိုးရဟာအချင်းချင်းတိုင်ပင်ပြီးတော့မြန်မာပြည်ကိုအုပ်ချုပ်ထားလို့ရပုံမပေါ်တာနဲ့လွတ်လပ်ရေးပေးလိုက်တာပဲအခုဗမာတွေတိတ်ညီညွတ်နေတယ်လွတ်လပ်ရေးပေးမှရတော့မယ်ဟုတ်ပါတယ်တော်လန်မဲဆိုရင်အိုင်တို့လည်းထိန်းနိုင်ဖို့အင်အားမှမရှိတော့ပဲပေးလိုက်တော့ပေါ့အိုးမိုင်ကော့ဘာတို့ပေးခဲ့တဲ့ပိုင်ထိုက်တွေတော့ကုန်ပါပြီဒါကြောင့်မို့ဂျပန်တော်လန်ရေးတုန်းကတုံးခဲ့တဲ့တော်လန်ရေးကျယ်ပွင့်ကြီးကိုအလဲကထားပြီးတိုင်းရင်းသားအားလုံးပါဝင်တဲ့သဘောကိုဆောင်တဲ့အနေနဲ့ဘေးကကျဲပွင့်လေးတွေဝိုင်းထားတဲ့ပြည်အောင်စုအလံဖြစ်ပေါ်လာရတယ်ကွဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်